Hello, alumni chef ကိုနေတာဖိနေစင်ပါတယ် knowledge sharing lesson computer basics သင်ခန်းစာကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ computer ကိုအခြေခံကနေပြီးတော့စလေ့လာနေတဲ့သူတွေအတွက်အကျိုးရှိစေမယ် computer ထဲမှာ mouse ကိုဘယ်လိုမျိုးစနစ်တကျသုံးရမလဲဆိုတဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုထဲမှာရှင်းပြပေးတာဖြစ်ပါတယ်ဒါကြောင့်သင်ခန်းစာဗီဒီယိုလေးကိုအဆုံးထိကြည့်လေ့လာလိုက်ရအောင်ပါ mouse ဆိုတာကတော့ computer ရဲ့ကိုအခြေခံအချက်အလက်တွေထည့်သွင်းလို့ရတဲ့ input device input hardware တစ်ခုပဲဖြစ်ပါတယ်mouse ကိုအသုံးပြုတဲ့အခါမှာဆိုလို့ရှိရင် computer မျက်နှာပြင်ပေါ်မှာရှိနေတဲ့ပို့ပြုလုပ်ချင်တဲ့အရာညွှန်ပြချင်တဲ့အရာတစ်ခုအတွက် computer ရဲ့ပေါ့နော်ဒီ mouse မှာရှိနေတဲ့ဒီမျိုး pointer လေးကိုအသုံးပြုပြီးတော့ပို့ပြချင်တဲ့နေရာညွှန်ပြချင်တဲ့နေရာတွေအားလုံးကိုအသုံးပြုလို့ရတာပဲဖြစ်ပါတယ် mouse တစ်လုံးမှာဆိုလို့ရှိရင်တော့အဓိကအားဖြင့်အစိတ်အပိုင်း၄ခုရှိပါတယ်နံပါတ်1က left click ဖြစ်ပါတယ်နံပါတ်2 right click နံပါတ်3 scroll wheel နဲ့နံပါတ်4 mouse ရဲ့ body ပဲဖြစ်ပါတယ်တချို့ computer နဲ့တွဲသုံးတဲ့ mouse တွေမှာဆိုလို့ရှိရင်ကျိုးနဲ့အသုံးပြုတာဖြစ်တဲ့အတွက်သူတို့ကို wire mouse လို့ခေါ်ပါတယ်တချို့ computer တွေနဲ့ဆိုလို့ရှိရင်တော့ wireless mouse တွေသုံးတာရှိတယ်အခုနောက်ပိုင်းမှာဆိုလို့ရှိရင် bluetooth mouse တွေကိုလည်းတွဲဖက်အသုံးပြုလာတာဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ computer မှာ mouse ကိုဘယ်လိုမျိုးစနစ်တကျကိုင်တွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ရှင်းပြထားတာဖြစ်ပါတယ်။ computer ထဲမှာအသုံးပြုတဲ့အခါပေါ့နော် mouse ကိုကိုင်တဲ့အခါမှာဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ညာဘက်လက်ဖက်ဝါးလေးနဲ့အုပ်ပြီးတော့ကိုင်ရမှာဖြစ်ပါတယ်။ညာဘက်လက်မှာဆိုလို့ရှိရင်အဓိကလက်ညှိုးကိုပမာထားရမယ်ဆိုလို့ရှိရင် left click ပေါ်မှာထားရမှာဖြစ်ပြီးတော့လက်ခက်လေးကိုတော့ညာဘက် right click ပေါ်မှာထားရမှာဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ mouse ကိုဒီချာဖိထားရမယ်လက်ကောက်ဝတ်ကိုတေချာရွေ့ရှာပြီးတော့အသုံးပြုရမှာပဲဖြစ်ပါတယ်ဒီပုံစံလေးကတော့ mouse ကိုဘယ်လိုမျိုးစနစ်တကျကိုင်ရမလဲဆိုတဲ့ပတ်သက်ပြီးတော့ရှင်းပြထားတဲ့ပုံလေးပါလက်ညှိုးလေးကတော့ဘာလဲဆိုလို့ရှိရင် left click လို့ခေါ်ပြီးတော့လက်ခက်လေးကတော့ right click လို့ခေါ်ပါတယ်အလယ်မှာရှိနေတဲ့ဘိန်းလုံးလေးက vertical scrolling ပေါ့နော်ဒီစာတွေကိုအထောက်ဆွဲတဲ့အခါမှာပဲဖြစ်ဖြစ် backward and forward ဘေးဘက်ညာရွှေ့တဲ့အခါမှာပဲဖြစ်ဖြစ်ဒီ scroll wheel လေးကိုအသုံးပြုပြီးတော့ဆွဲလို့ရတယ်နောက်တစ်ခု mouse လေးကိုဖိထားပြီးတော့လည်းရွှေ့လို့ရတာပဲဖြစ်ပါတယ် mouse ကိုကိုင်တွယ်အသုံးပြုတဲ့အခါမှာမှားယွင်းတဲ့ပုံစံတွေနဲ့လည်းအသုံးပြုလေးရှိတတ်ကြပါတယ်။ဒါကြောင့်မို့လို့ဒီနေရာမှာဘယ်လိုပုံစံသုံးရင်တော့မှားတယ်ဘယ်လိုပုံစံသုံးလဲဆိုရင်တော့မှန်တယ်ဆိုတာလေးကိုရှင်းပြပေးထားရဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ဒီမှာ wrong လို့ရေးထားတယ်မှားယွင်းတဲ့ပုံစံဖြစ်ပါတယ်။မှားယွင်းတဲ့ပုံစံမှာဆိုလို့ရှိရင်တော့အဓိကအားဖြင့်ဘာလုပ်ထားလဲဆိုလို့ရှိရင်လက်ကောက်ဝတ်ကိုဖိပြီးတော့ထောက်ထားပြီးတော့ကိုင်ရတာဖြစ်ပါတယ်။ mouse ကိုအသုံးပြုတဲ့အခါအဲ့လိုမျိုးကိုင်တွယ်လို့မရပါဘူး။ဒီလိုပုံစံအနေနဲ့ကင်တွယ်တဲ့အခါမှာဆိုလို့ရှိရင်လက်ကောက်ဝတ်ကအသေးဖိထားတယ်လို့ဖြစ်ပြီးတော့ mouse ကိုကောင်းကောင်းရွေ့ရှာနိုင်မှာမဟုတ်ပါဘူး။နံပါတ်2ပုံကတော့ဒီမှာဆိုလို့ရှိရင် mouse ကိုပြောင်းပြန်ကင်ရတာပဲဖြစ်ပါတယ်။ mouse ရဲ့ body ကိုလက်ရည်ရှိမှထားပြီးတော့ဒီခလုတ်လေးနှစ်ခုကိုနောက်မှထားရတဲ့ပုံစံဖြစ်ပါတယ်။ဒီလိုမျိုးပုံစံနဲ့ကင်တွယ်ရဆိုလို့ရှိရင်လည်းမှားပါတယ်။ mouse ရဲ့ကင်တွယ်ပုံကင်တွယ်နည်းအမှန်ကတော့ခုနကပြောခဲ့တဲ့အတိုင်းလက်ကောက်ဝတ်ကိုတတိချာချာနဲ့ဒီစနစ်တကျပေါ့နော်ကိုယ့်ရဲ့ခုံဒါမှမဟုတ်ဇပွဲတနေရာနဲ့ပေါ့နော်ရေပြင်မြင့်မြင့်ဖြစ်အောင်တဒန်းနဲ့ထားပြီးတော့ကင်တွယ်အသုံးပြုရမှာလည်းဖြစ်ပါတယ်ဒီလက်ရဲ့တထောင်စစ်တွေနေရာတွေအကုန်လုံးကလည်းခုံပေါ်မှာရှိနေရဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်ဒီလိုမျိုးသုံးတဲ့အခါကျလို့ရှိရင်လက်ညောင်းတာရဲ့အတွက်လည်းသက်သာပါတယ်အဆင်ပြေပါတယ် mouse ကိုလည်းစနစ်တကျနဲ့ထိနိုင်တာဖြစ်တဲ့အတွက် mouse ကိုသုံးတဲ့အခါမှာပို့ပြီးတော့တော်တော်လက်လက်နဲ့ရွေးရှာနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ computer မှာ mouse ကိုအသုံးပြုတဲ့အခါမှာဆိုလို့ရှိရင်အခုဒီမှာ right လို့ရေးထားတယ်မှန်ကန်တဲ့ပုံစံနဲ့ပဲရွေးချယ်ပြီးတော့အသုံးပြုတင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ mouse ကိုအသုံးပြုတဲ့အခါမှာ computer မှာပေါ့နော်ဘယ်လိုမျိုးရွေးချယ်ရမလဲ mouse click တွေကိုဘယ်လိုမျိုးနှိပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းပြထားတာပဲဖြစ်ပါတယ်နံပါတ်1ကတော့ single click left click ဖြစ်ပါတယ် single click ဆိုတာကတော့တစ်ချက်နှိပ်တာပါ left click လက်ညှိုးလေးရှိနေတဲ့ဘက်ကို single click တစ်ချက်နှိပ်တဲ့အခါမှာဆိုလို့ရှိရင် computer ထဲမှာကိုပြချင်တဲ့အကြောင်းအရာတစ်ခုခုကိုသူ select ပေါ့နော်ရွေးချယ်တာဥပမာဆိုလို့ရှိရင်file တွေ folder တွေဒါမှမဟုတ်လို့ရှိရင် software တစ်ခုခုကိုရွေးချယ်ဖို့အတွက်အသုံးပြုလို့ရတာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ double click ဖြစ်ပါတယ် double click ရဲ့အဓိပ္ပာယ်ကတော့ computer ကိုဒီပေါ့နော်နှစ်ချက်စက်တိုက်နှိပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင် file တွေဒါမှမဟုတ် folder တွေ software တွေကိုဖွင့်ဖို့အတွက်အသုံးပြုတာပဲဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်ကိုကဒီ YouTube ကိုသုံးမှာမလို့ဒါမှမဟုတ် Google Chrome ကိုသုံးမှာမလို့ဆိုလို့ရှိရင်တော့ပထမဦးဆုံးအနေနဲ့ single click ပေါ့နော် left click လေးကိုတစ်ချက်နှိပ်လိုက်တယ်ဆိုရင်တော့ကိုအသုံးပြုချင်တဲ့ဟာလေးကိုရွေးလိုက်တာဖြစ်ပြီးတော့နှစ်ချက်စက်တိုက်နှိပ်လိုက်တဲ့အခါမှာဆိုရင်တော့ကိုက Google Chrome ကိုသုံးမယ်ဆိုလို့ရှိရင် Chrome ကိုဖွင့်လိုက်တာပဲဖြစ်ပါတယ်
double click နှိပ်တဲ့အခါမှာဆိုလို့ရှိရင် click ဆိုတဲ့အတန်းနှစ်ချက်ပြီးဇက်တိုက်ထွက်လာရမှာပဲဖြစ်ပါတယ်။တစ်ချက်ပြီးမှတစ်ချက်ချပြီးတော့နှိပ်လို့မရပါဘူး။ဒါလေးကတော့တစ်ခုသတိထားရမယ့်ဟာလေးဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ right click ဖြစ်ပါတယ်။ right click ဆိုတာကတော့ mouse ပေါ်မှာလက်လေးတင်ထားတဲ့အခါမှာလက်ခက်နယ်လေးရှိနေတဲ့ဟာကို right click လို့ခေါ်ပါတယ်။ရွေးချယ်ရတဲ့ file တွေဒါမှမဟုတ်လို့ရှိရင် folder တစ်ခုခုပေါ်မှာဆိုလို့ရှိရင်သူတို့နဲ့ပေါ့နော်သက်ဆိုင်တဲ့ menu box တွေကိုဖွင့်မှုအတွက်အသုံးပြုပါတယ်။အဲဒီ menu box တွေထဲမှာဘာတွေပါလဲဆိုလို့ရှိရင် example အနေနဲ့ဆိုရင်တော့ copy cut လုပ်လို့ရတယ်။ copy လုပ်လို့ရတယ် cut လုပ်လို့ရတယ်။ paste လုပ်လို့ရတယ်။နောက်တစ်ခုကကျတော့ delete လုပ်လို့ရတယ်။ဒီအစိတ်အပြင်ပါဝင်တာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ drag and drop ဖြစ်ပါတယ်။ drag and drop ရဲ့အဓိပ္ပာယ်ကတော့ file တွေ folder တွေတစ်ခုခုကိုနေရာရွှေ့ဖို့အတွက်ဒါမှမဟုတ်လို့ရှိရင်လည်းတစ်ခုနဲ့တစ်ခုတွေကိုထည့်ဖို့အတွက်အသုံးပြုတာပဲဖြစ်ပါတယ်။ဒီဟာလေးကိုပထမအဆုံးအနေနဲ့ example အတူတူလေးလိုက်ကြည့်ရအောင်ပါ။ပထမအဆုံးအနေနဲ့ကွန်ပျူတာထဲမှာ left click ကိုအသုံးပြုဖို့အတွက်ဆိုလို့ရှိရင်ဒီနေရာမှာ new course ဆိုတဲ့ဟာလေးရှိပါတယ်။ဒီ new course လေးကို pointer လေးနဲ့ပြထားတဲ့ဟာကြီးတစ်ခုခုကိုရွေးချယ်ဖို့အတွက်ပြထားတာပဲဖြစ်ပါတယ်။ left click လေးတစ်ချက်နှိပ်လိုက်တယ်ဆိုလို့ရှိတော့သူ့ကိုမလုပ်သွားလဲဆိုလို့ရှိရင် select ပေါ့နော် select မှတ်သွားတာပဲဖြစ်ပါတယ်။ဒီနေရာမှာဆိုလို့ရှိရင်ဒီ new course ဆိုတဲ့ဟာလေးကို double click နှိပ်ပြီးတော့ဖွင့်လိုက်တဲ့အခါမှာဆိုလို့ရှိရင် double click ပြီးလက်ညှိုးလေးကိုနှစ်ချက်စတိုက်ဖြစ်ပါတယ်။စတိုက်နှိပ်တာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ဒီ new course ဆိုတဲ့ဟာလေးကပွင့်သွားမှာပဲဖြစ်ပါတယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ကိုအသုံးပြုစီတဲ့ file တွေဒါမှမဟုတ်အသုံးပြုစီတဲ့ folder တစ်ခုခုကိုဖွင့်လိုက်တာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကကျတော့ကွန်ပျူတာကိုအသုံးပြုနေတဲ့အခါ right click ကိုအသုံးပြုတာဖြစ်ပါတယ်။ဒီနေရာမှာရှိနေတဲ့ new course အပေါ်မှာ right click ကိုနှိပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်သူတို့နဲ့သက်ဆိုင်တဲ့ menu box ကျလာမှာပဲဖြစ်ပါတယ်။ဒီထဲမှာဆိုလို့ရှိရင်ဒီ folder တွေကို copy လုပ်လို့ရတယ် cut လုပ်လို့ရတယ် paste လုပ်လို့ရတယ်တခြားပေါ့နော်လိုအပ်တဲ့ဟာတွေအကုန်လုံးကိုလည်းဒီနေရာကနေပြီးတော့လာပြီးတော့အသုံးပြုလို့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒါကတော့ folder တွေအပေါ်မှာ right click ထောက်တဲ့အခါမှာပေါ်လာတဲ့အကြောင်းအရာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုမျိုး this PC လိုနေရာမျိုးမှာဆိုလို့ရှိရင်တော့ right click ထောက်လိုက်တဲ့အခါမှာတစ်ခုနဲ့တစ်ခုနဲ့ပေါ်လာတဲ့ပေါ့နော် menu box တွေမတူတော့ပါဘူး။ဒါကြောင့်မလို့ကိုကအသုံးပြုတဲ့အခါကျလို့ရှိရင်ဒီကိစ္စလေးစနစ်တကျနဲ့ဒီကိစ္စနဲ့လေ့လာစီစဉ်ပါတယ်။နောက်တစ်ခုကတော့ drag and drop ဖြစ်ပါတယ်။ drag and drop ရဲ့အဓိပ္ပာယ်ကကြတော့ဒီ folder တစ်ခုခုဒါမှမဟုတ် file တစ်ခုခုကို drag ပေါ့နော်ဆွဲလိုက်တယ် drop ထည့်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဥပမာဆိုလို့ရှိရင်ဒီမှာပေါ့နော် new course ဆိုတဲ့ဟာလေးရှိရဲ့ဒီမှာဒီလိုမျိုးကဘာလုံးပုံစံဒီ folder လေးတစ်ခုရှိရပေါ့နော်ဒီလိုမျိုး folder လေးကိုဖြည့်ပြီးတော့ဒီထဲကိုထည့်လိုက်တာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီ folder လေးဒီဘာဖြစ်သွားလဲဆိုလို့ရှိရင်ရွှေ့ပြီးသားဖြစ်သွားတာပဲဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ဒီပေါ့နော်ကိုကနည်းနည်းလေးမျိုးလုံးထဲမှာပို့ပြီးတော့ထင်တာမြင်တာရှိစေခြင်းလေဆိုလို့ရှိရင်ဥပမာ Microsoft Word ဆိုတဲ့ဒီ Word ဆိုတဲ့ဟာလေးကိုလိုချင်တဲ့နေရာလေးကိုလက်ညှိုးလေးပေါ့နော် left click လေးကိုဖိပြီးတော့ရွှေ့လာပေးတာကိုဆိုလိုတာဖြစ်ပါတယ်။အခုဒီမှာဆိုလို့ရှိရင် Photoshop ဆိုတဲ့ဒီဟာလေးကိုဘာလုပ်လိုက်မလဲဆိုလို့ရှိရင်လက်ညှိုးလေးကိုဖိထားမယ်ဖိထားပြီးတော့ကိုလိုချင်တဲ့နေရာလေးကိုဆွဲပြီးတော့ရွှေ့လာလိုက်တဲ့ဟာကိုဒီ drag လုပ်တယ်လို့ခေါ်ပါတယ်။ drop လုပ်တယ်ဆိုတဲ့သင်္ကေတကတော့ကိုထည့်ချင်တဲ့နေရာတစ်ခုခုလေးပေါ့နော်ဒီမှာ new course ဆိုတဲ့ထဲကိုဒီမှာရှိနေတဲ့photo ဆိုတဲ့ shortcut လေးထည့်လိုက်တာမျိုးနောက်တစ်ခုဒီမှာရှိနေတဲ့ဒီကဘာလုံးပုံစံလေးကိုထည့်လိုက်တာမျိုးလေးဘာလုပ်လို့ရလဲဆိုလို့ရှိရင်လုပ်လို့ရပါတယ်ဒီခါမှာဆိုလို့ရှိရင်ခုနတုန်းကရှိနေတဲ့ဒီ folder လေးနှစ်ခုဒီ new course ထဲကိုရောက်သွားတာဖြစ်တဲ့အတွက်သူတို့တွေကိုအပြင်မှာတွေ့ရတော့မှာမဟုတ်ပါဘူးဒီ folder လေးပေါ့နော် new course ဆိုတဲ့ဒီ folder အဝါလေးကိုဖွင့်လိုက်တယ်ဆိုလို့ရှိရင်တော့သူတို့ကိုထည့်လိုက်တဲ့ဟာကိုဒီနေရာမှာလာပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဒါကတော့ကွန်ပျူတာထဲမှာ mouse ကိုစနစ်တကျနဲ့ဘယ်လိုမျိုးသုံးရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုထဲမှာဆက်ပြီးတော့ရှင်းပြထားတာဖြစ်ပါတယ် scroll wheel ကတော့ကွန်ပျူတာကိုအသုံးပြုတဲ့အခါမှာဆိုလို့ရှိရင်ဒါ left click နဲ့ right click ကြားမှာတည်ရှိတာပဲဖြစ်ပါတယ် scroll wheel ဒီ left click နဲ့ right click ကြားမှာတည်ရှိတာဖြစ်တဲ့အတွက်ကိုက internet သုံးတဲ့အခါမှာဒါမှမဟုတ်လို့ရှိရင် YouTube တွေသုံးတဲ့အခါမှာကိုယ့်ရဲ့ကွန်ပျူတာ screen ပေါ်မှာဆိုလို့ရှိရင်လည်းစာမျက်နှာတွေကိုအထက်အောက်ဘယ်ညာရှာဖွေပြီးတော့ရွေးလျားရတဲ့အတွက်ဒီအသုံးပြုလို့ရတာပဲဖြစ်ပါတယ်။ကိုကဒီပေါ့နော်ကွန်ပျူတာ screen ပေါ်မှာစာရေးဖတ်နေတယ်တစ်ခုပြီးတစ်ခုအောက်ကိုကြည့်သွားခြင်းနဲ့ဆိုလို့ရှိရင်ဒီ mouse မှာပါနေတဲ့ scroll လေးကိုနှိပ်ပြီးတော့အသုံးပြုပေးရမှာပဲဖြစ်ပါတယ်။
ဒါဆိုရင်တော့အခုမှစပြီးတော့လေ့လာနေတဲ့သူတွေအတွက် mouse ကိုအသုံးပြုတဲ့အခါမှာကျွမ်းကျင်အောင်လေ့ကျင့်လို့ရတာလေးတွေရှိပါတယ်။အဲ့ဒါကတော့ပထမဦးဆုံးအနေနဲ့ left click နဲ့ left click ကိုတစ်ချက်နှိပ်တာရယ်နှစ်ချက်နှိပ်တာရယ်ကိုကျွမ်းကျင်စေချင်တာဖြစ်တဲ့အတွက် desktop ပေါ်မှာရှိတဲ့ file တွေကိုနှစ်ချက်နှိပ်ပြီးတော့ဖွင့်ကြည့်တာမျိုးဒါမှမဟုတ်ရင်တစ်ခုခုကိုရွေးကြည့်တာမျိုးအသုံးပြုလို့ရပါတယ်။နောက်တစ်ခုကတော့ file တွေ folder တွေကိုတနေရာကနေတနေရာကိုရွှေ့ချင်တဲ့လေ့ကျင့်လို့ရပါတယ်။ဒီဟာကတော့ drag and drop ကိုကျွမ်းကျင်စေခြင်းတဲ့အတွက်ထည့်ပေးထားတာပဲဖြစ်ပါတယ်ဒီလိုပုံစံနဲ့လေ့ကျင့်လို့ရတာဖြစ်တဲ့အတွက်ကိုကကွန်ပျူတာကိုအခုမှစပြီးလေ့လာနေရပြီဆိုလို့ရှိရင်တော့ဒီလိုပုံစံလေးလေ့ကျင့်သွားရင်ပို့ပြီးတော့အဆင်ပြေစေမှာပဲဖြစ်ပါတယ်ဒီဟာလေးကတော့တီချာတို့ရှိမှာဖွင့်လှစ်ထားတဲ့သင်တန်းတွေဖြစ်ပါတယ်တီချာတို့အနေနဲ့ကွန်ပျူတာကိုအခုစပြီးလေ့လာနေပြီလို့ဆိုလို့ရှိရင်တော့ course 3ခုကကိုတိုင်းနဲ့တက်တဲ့ course ကိုရွေးချယ်တက်ရောက်လို့ရပါတယ်အခုမှစပြီးလေ့လာမယ်အခြေခံမရှိသေးဘူးဆိုလို့ရှိရင်တော့ Basic Computer Using Course ဆိုတဲ့ဒီ course လေးကိုစတင်လေ့လာလို့ရပါတယ်။ Zoom 1x1 class ရှိတယ်လို့ video class လည်းရှိပါတယ်။အခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒီ Basic Computer Using Course ဆိုတဲ့ဒီ course လေးကိုလစဉ်လတိုင်းမှာ free class အနေနဲ့ဖွင့်လှစ်ပေးသွားဖို့ရှိတာဖြစ်တဲ့အတွက် teacher ရဲ့ဒီ computer သင်တန်းပေါ့နော် Facebook page လေးကိုလည်း like and follow လုပ်ထားပြီးဖို့မမေ့ပါနဲ့။အဓိကကတော့ page မှာပဲထားပြီးတော့ကြေညာပေးရဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့လုပ်ငန်းခွင်ဝင်ဖို့နဲ့ကျောင်းသူကျောင်းသားရဲ့အတွက်ပေါ့နော်ရုံးပိုင်းဆိုင်ရာစာရင်းဇယားတွေကျောင်းသူကျောင်းသားရဲ့ဆိုလို့ရှိရင်လည်း presentation လုပ်ရတာဖြစ်တဲ့အတွက် iOffice Special Course ဆိုတာလေးကိုရွေးချယ်တက်ရောက်လို့ရပါတယ်။နောက်တစ်ခုကတော့စာရင်းဇယားကိုအထူးသဖြင့်ကျွမ်းကျင်နေတဲ့သူတွေအထူးဆိုရင်တော့ Advanced Excel Course ကိုရွေးချယ်တက်ရောက်လို့ရတာပဲဖြစ်ပါတယ်။အသေးစိတ်ကိုတော့ Facebook page Messenger ကနေပြီးတော့ဆက်လက်စုံစမ်းလို့ရတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ရှင်းပြပေးသွားတဲ့ mouse ကိုအသုံးပြုတဲ့ဗီဒီယိုလေးကဒီကိုယ်တိုင်အတွက်ပေါ့အကျိုးရှိရဆိုလို့ရှိရင် channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ကိုယ့်အတွက်အကျိုးရှိရဆိုလို့ရှိရင်တခြားလူတွေကိုလည်းမျှဝေပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယို lesson တွေမှာပြန်ပြီးတွေ့ရအောင်ပါ